ကွာရှင်းပြီးတဲ့နောက်လှူထားတဲ့ကြောက်ကပ်ကိုပြန်တောင်းခဲ့တဲ့အမျိုးသားလင်မယားနှစ်ယောက်ကြားဖြစ်လိဖြစ်ထားရှိတဲ့ကွာရှင်းပြည့်စဲမှုတစ်ခုမှာတော့အမျိုးသားတဦးဟာသူကိုယ်တိုင်ဇနီးဖြစ်သူကိုလှူဒန်းခဲ့တဲ့ကြောက်ကပ်ကိုဥပဒေအကြောင်းအရပြန်လည်တောင်းခံဖို့ကြိုးစားခဲ့ပါတယ်။ဒီဖြစ်ရပ်ကလူမှုကွန်ရက်နဲ့သတင်းစာမျက်နှာတွေမှာအဆန်းအကျယ်ဆုံးကွာရှင်းမှုအဖြစ်နာမည်ကြီးခဲ့တာပါ။အဆိုပါအမျိုးသားဟာသူတို့ဇနီးမောင်နှံအဆင်မပြေဖြစ်ပြီးကွာရှင်းကြတဲ့အခါမှာသူလူဒန်းခဲ့တဲ့ကြောက်ကပ်ကိုပိုင်ဆိုင်မှုတစ်ခုအနေနဲ့သတ်မှတ်ပြီးသူ့ထံပြန်လည်လွှဲပြောင်းပေးရဖို့ဒါမှမဟုတ်အဲ့ဒီကြောက်ကပ်ရဲ့တန်ဖိုးကိုငွေကြေးအဖြစ်ပြန်လည်ပေးလျော်ဖို့တရားရုံးမှာလျှောက်ထားခဲ့ပါတယ်။ဒါပေမဲ့တရားရုံးကတော့ဒီတောင်းဆိုချက်ကိုချက်ချင်းပဲပယ်ချလိုက်ပြီးအင်္ဂါအစိပ်အပိုင်းလှူဒန်းခြင်းဆိုတာနောက်ဆုံးအတီးဖြစ်ပြီးဘလို့အကြောင်းနဲ့မှပြန်လည်ရုပ်သိမ်းလို့မရတဲ့အလှူအတန်းမျိုးဖြစ်တယ်လို့ပြပြတသားဆုံးဖြတ်ခဲ့ပါတယ်။အလူရှင်တဦးအနေနဲ့ခန္ဓာကိုယ်အစိပ်အပိုင်းကိုအောင်မြင်စွာအစားထိုးကုသပြီးတာနဲ့တပြိုင်နက်အဲ့ဒီအစိပ်အပိုင်းအပေါ်မှာရှိတဲ့ပိုင်ဆိုင်ခွင့်အလုံးကိုဆုံးလွှတ်လိုက်ပြီလို့ဥပဒေအရအတည်ပြုလိုက်တာပဲဖြစ်ပါတယ်။ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေနဲ့ကျင့်ဝတ်ဆိုင်ရာပညာရှင်တွေကလည်းဒီကိစ္စအပေါ်မှာတညီတညွတ်ထဲကန့်ကွက်ခဲ့ကြပါတယ်။ဆေးဘက်ဆိုင်ရာလိုအပ်ချက်မရှိဘဲလှူဒန်းပြီးသားအင်္ဂါအစိပ်ပိုင်းတစ်ခုကိုခန္ဓာကိုယ်ထဲကနေပြန်လည်ထုတ်ယူဖို့ကြိုးစားတာကလူနာအတွက်အလွန်အန္တရာယ်များတဲ့အပြင်လူသားချင်းစာနာမှုဆိုင်ရာကျင့်ဝတ်တွေနဲ့လည်းလုံးဝဆန့်ကျင်နေတာကြောင့်သူတောင်းဆိုတဲ့ဒီအချက်ကိုတော့မရသွားခဲ့ပါဘူး။